ကျမကိုသိတဲ့သို့မဟုတ်ကျမကိုချစ်တဲ့ပရိသတ်နဲ့တပည့်တွေကတော့ကျမကိုစောင်းသိမ်းစုလို့သိထားပါတယ်ကျမစောင်းပညာကိုအသက်16နှစ်မှာစပြီးတော့လေ့လာခဲ့ပါတယ်နုပညာတက္ကသိုလ်ရန်ကုန်မှာပေါ့နော်ကျမဘွဲရပြီးတော့အခုချိန်ထိကျမစောင်းပညာကိုလေ့လာနေတော့မှာပဲစောင်းသင်ပေးတဲ့ဆရာမတစ်ယောက်အဖြစ်ရပ်တည်ခဲ့ရတော့10နှစ်လောက်ရှိပါအဲ့လိုဆရာမစဖြစ်တဲ့အချိန်ကနေဒီနေ့အထိတခုမှပြန်မတုံ့ပြန်ပဲနဲ့ကျမမသိကြအောင်စောင့်နေခဲ့တယ်မသိကြအောင်စောင့်နေခဲ့တာကိုမသိဘူးလို့ထင်နေတာလားဒါမှမဟုတ်တိမတိဆက်လုပ်နေတာလားပေါ့နော်ကျမကိုအေးအေးဆေးဆေးစောင်းပညာသင်ခွင့်ပေးပါလားရှင်ကျမတော့အခု39နှစ်ရှိပြီအသက်40ပြည့်တော့မယ်ကျမကိုဒီလိုလုပ်နေတဲ့သူဒီစောင်းလောကတွေကလည်းဖြစ်တယ်ကျမထက်လူလောကတွေကိုအရင်ရောက်ပြီးတော့ကျမထက်အရင်စောင်းเสียဖြစ်တယ်ကျမထက်လည်းအသက်အများကြီးကြီးတယ်ဘာဖြစ်လို့ကိုညီမသို့မဟုတ်ကိုတူမအရွယ်လောက်လေးပဲရှိတဲ့ကိုလောကသားအချင်းချင်းကိုမိန်းကလေးတယောက်ကိုဘာဖြစ်လို့10နှစ်လောက်ကြီးဒရဇက်တက်ခိုက်ရတာလဲလို့ကျမမေးချင်တာပါမြတ်သောစောင်းပညာအလူဆိုလဲဝင်တိုက်ခိုက်တယ်နီးအမျိုးမျိုးနဲ့စောင်းပညာကိုယ့်ကိုအေးဆေးတင်နေတယ်ဆရာတွေတယောက်ချင်းစီကိုဆက်မတင်ပေးအောင်နီးအမျိုးမျိုးနဲ့လိုက်ပိတ်တယ်တပည့်တွေနဲ့အမျိုးမျိုးစိတ်ဝမ်းကွဲအောင်တနည်းနည်းနဲ့လုပ်တယ်10နှစ်တောင်ရှိပြီဆရာရဲ့ဘလို့အညိုးတွေကြောင့်လဲလို့ကျမမေးချင်တာကျမစောင်းမတီးတော့ဘူးဆိုရင်ကြားပြီလားမြတ်သောစောင်းပညာလူလည်းမလုပ်တော့ဘူးဆိုရင်ကြားပြီလားစောင်းတဲ့စုတွေကစောင်းပညာသင်ယူနေခြင်းတွေရောသူများတွေကိုသင်နေတာတွေရောရက်လိုက်တော့မယ်ဆိုရင်ကြားပြီလား10နှစ်လုံးကြီးလူတယောက်ကိုဒရဇက်နီးမျိုးနဲ့တက်ခိုက်တာကြီးဟောထုတ်ပါစေလေမသိကြအောင်စောင်းနေလိုက်တယ်ဖះတရားပို့လုပ်လိုက်တယ်ကိုအသက်ရွယ်ထက်ကိုရဲ့ရင့်ကျက်မှုထက်ကိုပိုတဲ့တီးခတ်မှုတွေကိုထားနေရတယ်post တွေလည်းတင်ပြီးတော့ကျမပြန်မပြောဘူးမသိကြအောင်နေစောင်းနေတယ်ဒါပေမဲ့တော်လောက်သိပြီလို့ထင်ပါတယ်ဆရာရဲ့ဆရာကျမထက်စောင်းလောကတွေအရင်ဝင်ပြီးကျမထက်လူအရင်ဖြစ်ပြီးကျမထက်စောင်းပညာအရင်သင်တာလေကျမအခုလိုလုံးနေရဆရာထမ်းတာလို့လားကျမလည်းလူပဲလေဆရာရဲ့အပြစ်မှစိတ်ထဲမကောင်းဝင်မဲ့အလုပ်တွေဆက်လုပ်နေရတယ်ကြာတော့မခံနိုင်တော့ဘူးပြန်ကြားနေရတယ်ပြန်သိနေရတယ်ဆရာဖြစ်စေချင်တာစောင်းပညာမသိစေချင်ဘူးပေါ့ကျမဆရာတွေကလည်းမသိပေးရဘူးပေါ့
မြတ်သောစာပညာသူလည်းမလုပ်အောင်ပေါ့ကျမဘာဖြစ်လို့လဲလို့ဆရာဒီဗီဒီယိုမြင်ပါစေ